United City တင်သွင်းကိုတကိုစတင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ပွဲအစမိနစ်တွေမှာတွေက United City တင်ရဲ့ ဒရဇနောက်နဲ့ပြန်တွေးတိုင်းလက်ကန့်လာပြီ United City တင်နောက်ထပ်သွင်းကိုတကိုထပ်မံရသွားခဲ့တာဖြစ်ပါတယ်ပြုကန်မျိုးမင်းလိုက်လက်ကန့်လာတယ်ထွက်သွားခဲ့တာဖြစ်ပါတယ်လက်ရှိမှာတော့နောက်ထပ်သွင်းကိုတကိုထပ်မံရခဲ့ပြီးတော့ United City တင်3ဂိုးပြန်တဲ့ဦးဆောင်ဝင်ရရှိသွားခဲ့ပြီဖြစ်ပါတယ် M2A တင်ရဲ့သွင်းကိုရရှိဖို့ဒရဇက် PR ပေးနေခဲ့တဲ့အခြေအနေတစ်ခုမှာ United City တင်ကတော့ဂိုးတွေကိုတိုက်ရိုက်ကန်သွင်းသွားခဲ့ပြီးတတိယမြောက်သွင်းကိုရရှိအောင်ဆွမ်းဆောင်သွားခဲ့တာဖြစ်ပါတယ်မျိုးမင်းလိုက်ရှုပေးထားပြီးပိတ်ပြီးသွင်းကိုတကိုစတင်ရရှိပြီးတော့ M2A တင်သွင်းကိုရရှိသွားခဲ့တာဖြစ်ပါတယ်လွယ်လာတော့ဖြစ်ပါတယ်ချက်ချင်းဆိုသလိုပဲတစ်ဖက်တင်းကလည်းသွင်းကိုရရှိသွားခဲ့ပြီးတော့ United City တင်ချက်ချင်းဆိုသလိုပဲချီပါကိုတကိုခွင့်ပြုပေးရတဲ့နောက်မှာသွင်းကိုတကိုပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုလည်းကာဆမ်ဆက်ကပဲသွင်းယူခဲ့တာဗျလက်ရှိမှာတော့ M2K တင်နဲ့ United City တင်တို့ရဲ့ပွဲစဉ်ကတော့ပွဲပြီးဆုံးလို့သွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးသွားချိန်မှာ United City တင်က M2K တင်ကို4ဂိုးတကိုဆိုရရတဲ့နဲ့အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်